Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့2026မှာအလွယ်ကူဆုံးနည်းနဲ့ Gmail account အသစ်ဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့သင်ခန်းစာဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Wi-Fi ဖြစ်ဖြစ် internet ဖြစ်ဖြစ်ဖွင့်လိုက်ပြီးရင် Gmail app ထဲဝင်လိုက်ပြီးရင်အပေါ်ဆုံးတောင်းနားမှာရှိတဲ့ဒီအဝိုင်းလေးကိုဒါနှိပ်လိုက်ပေါ့နော် Okay နှိပ်ပြီးပါလို့ရှိရင်တော့ကျွန်တော်တို့အောက်ကိုနည်းနည်းလေးစကောဆွဲချပြီးဒီနေရာမှာ add another account ဆိုတာလေးရှိမယ်ဒီကောင်လေးကိုကျွန်တော်တို့နှိပ်ချလိုက်ပေါ့နော် Okay နှိပ်ပြီးပါလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့အပေါ်ဆုံးနားမှာ Google ဆိုတာရှိတယ်အဲဒီကောင်လေးကိုကျွန်တော်နှိပ်ရမှာဖြစ်တယ်နှိပ်ပြီးရလို့ရှိရင်တော့ဖြစ်ဒီနေရာမှာကျွန်တော်ခဏလေးစောက်ရမှာဖြစ်တာပေါ့နော် Okay အဲ့လိုစောက်ပြီးပါလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာ create account ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုနှိပ်ပြီးမှအပေါ်ဆုံးဥစားရွေးမှာပေါ့နော် for my personal use ဆိုတဲ့ဥစားလေးပေါ့နော်ဒါဆိုရင်အဲ့ဒီကောင်လေးရွေးပြီးဒီနေရာမှာ first name နဲ့ surname ဆိုတာရှိတာပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့အလွယ်ကူဆုံးကိုနာမည်ထားမှာပေါ့နော်ဘယ်လိုပဲထားရတယ်ထားပြီးပါလို့ရှိရင်တော့ niche ကိုနှိပ်လိုက်ပေါ့နော်Okay အဲ့လိုနှိပ်ပြီးတော့လို့ရှိရင်တော့ဒီနေရာမှာ birthday date တောင်းလိမ့်မှာပေါ့နော်ဒီ birthday date နေရာမှာကိုယ့်ရဲ့ birthday date ပဲထည့်ပါနော်နောက်ကြလို့ရှိရင်ကိုကဖုန်းနောက်တစ်လုံးပြောင်းတာပဲဖြစ်နော်ဒါမှမဟုတ်ကိုယ့်ရဲ့အကောင့်ကထွက်သွားတာလို့ဖြစ်နော်အဲ့ဒီကောင်ဆိုရင်ကျွန်တော်တို့ဒီ birthday date နဲ့ပြန်ဝင်လို့ရတာပေါ့နော်ဒါဆိုရင်ဒီနေရာမှာ birthday date ထည့်ပြီးရင်နော် niche ကိုထည့်နှိပ်ပေါ့နော်Okay ကျွန်တော် niche ကိုထည့်ပြီးရင်သူပေးထားတဲ့ Gmail ကိုထည့်လိုက်ရတယ်ဒါမှမဟုတ်ကိုယ်တိုင်အသစ်ဖွင့်လိုက်ရတာပေါ့နော်ကိုယ်တိုင်ဒါ quit your own Gmail address ဆိုတာကိုယ်တိုင်ရိုက်ထည့်လိုက်ရတာပေါ့နော်ကျွန်တော်ကသူပေးတာထည့်မယ်ပြီး niche ကိုနှိပ်မှာပေါ့နော် Okay ကျွန်တော်နှိပ်ပြီးပါလို့ရှိရင်တော့ဒီနေရာမှာနော်လုံးဝအဆင်ပြေစေတဲ့ passport ကိုမှတ်မိစေမဲ့ passport ကိုဒါထည့်ပြီးလို့ရှိရင် niche ကိုနှိပ်ပေါ့နော် Okay ကျွန်တော် niche ကိုနှိပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ niche ကိုပဲထည့်နှိပ်ပါနော် Okay အောက်ကိုနည်းနည်းဆွဲချမယ်ပြီး I agree ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်မှာပါနော် Okay ဒီနေရာမှာခဏလေးတော့စောက်ရမှာဖြစ်တာပေါ့နော် Okay အဲ့လိုအဝိုင်းလေးလဲပြီးသွားလို့ရှိရင်တော့ဒီနေရာမှာခဏလေးထပ်စောက်ဖို့ကျွန်တော်အကြံပြုရှင်ပါတယ်နော် Okay အဲ့လိုပြီးသွားလို့ရှိရင်တော့ကျွန်တော်အပေါ်ဆုံးတောက်လေးကိုပြန်ရွေးမှာပေါ့နော်ရွေးပြီးအောက်ကိုဆွဲချမယ် Okay ကျွန်တော်ခုနဖွင့်လိုက်တဲ့ Gmail account ကပေါ်လာပြီပေါ့နော်အဲ့ဆိုရင်အဲ့ဒီကောင်လေးကိုရွေးလိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒါအောင်မြင်နဲ့ဒါ Gmail account အသစ်ဖွင့်ပြီးတာအဆင်ပြေပြီပေါ့နော်ဒါဆိုရင်ဒီ account နဲ့ကျွန်တော် Play Store ထဲဝင်လဲရတယ်နော်ဒီ account နဲ့ YouTube account အသစ်ဖွင့်လဲရတာပေါ့နော်အကယ်လို့ YouTube account အသစ်ကိုမဖွင့်တတ်ဘူးဆိုရင်လည်းနော်ကျွန်တော်ရဲ့ channel မှာတင်ထားတယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးမှဖွင့်လို့ရတာပေါ့နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နေတိုင်းလည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ချပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye